အားလုံးပဲမင်္ဂလာပါ။ဒီခုပြောပြပေးမှာကတော့မိဘများကလေးပြုစုစောင့်ရှောက်သူများနားလည်လွယ်အောင်ကလေးများအတွက် DSM-5 Autism သတ်မှတ်ချက်အကြောင်းအချင်းပြောပြပေးမှာပဲဖြစ်ပါတယ်။ Autism သတ်မှတ်ချက်ကို American Psychiatric Association ၏ DSM-5 သတ်မှတ်ချက်ရှိပြီးအခုပြောပြပေးမယ့်အကြောင်းအရာကတော့အမေရိကန်နိုင်ငံဝါရှင်တန် DC ရှိ0-3 organization မှာထုတ်ဝေတဲ့ DC 0-5 manual ကိုအခြေခံပြီးကလေးများအတွက် autism သတ်မှတ်ချက်အကြောင်းကိုအချင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ autism သတ်မှတ်ရန်အတွက်အပိုင်းနှစ်ပိုင်းရှိပြီးတော့အပိုင်းကနဲ့အပိုင်းခဆိုပြီးတော့အလွယ်မှတ်သားထားပြီးပါပိုင်းကကြီးအောက်တွင်တော့အချက်1အချက်2အချက်3ဆိုပြီးတော့အချက်3ချက်ပါပြီးတော့ပိုင်းခကိုအောက်တွင်တော့အချက်4အချက်5အချက်6အချက်9ဆိုပြီးတော့အချက်4ချက်ပါရှိပါတယ်ဒီများနားလည်လွယ်အောင်မြင်တာပုံမှန်ကလေးများရင်တွေ့ရတော့ပြုမှုပုံဓာတ်ပုံများကိုလည်းကျွန်တော်ထည့်သွင်းပေးထားပါတယ်ပိုင်းတစ်ပိုင်းဖြစ်တဲ့အပိုင်းကကြီးကတော့လူမှုရေးရာစက်တော်ကိုအားနည်းခြင်းပိုင်းဖြစ်ပြီးတော့အပိုင်းခကိုရတော့စိတ်ပါဝင်စားမှုအကန့်အသတ်ဖြစ်ခြင်းနဲ့ထပ်တလဲလဲပြုလုပ်တတ်သောအမှုချင်းများပိုင်းအင်းလေးတို့ RRV လို့တို့ခေါ်တဲ့ပိုင်းပဲဖြစ်ပါတယ်အချက်9ချက်အကြောင်းမပြောခင်အဆိုပါအချက်1မှာအချက်9ထိချက်များကိုအချက်တစ်ချက်ချင်းစီအပိုင်းမျိုးကိုအသေးစိတ်စမ်းသပ်အကဲဖြတ်ရပြီးတော့ကိုက်မှုရှိဆုံးဖြတ်ရပါတယ်ချက်1အကန့်အသတ်ဖြစ်တာရှိသောပုံမှန်မဟုတ်သောလူမှုရေးရာအပြန်အလှန်စိတ်ခံစားမှုချက်2တန်ထွက်ပြောဆိုခြင်းမဟုတ်သောဖူဟန်မူရာတို့ပြင်ဆက်တရားတွေအားနည်းခြင်းချက်3ခြားသောကလေးများနှင့်အပြန်အလှန်ဆက်သွယ်ရာတွေခက်ခဲခြင်းချက်4ထပ်တလဲလဲပြုလုပ်နေသောအတန်များစကားများလှုပ်ရှားမှုများပစ္စည်းရိုက်ခြင်းရုပ်ကစားခြင်းချက်5နေသားကြနေသောကိစ္စရပ်များအပြောင်းအလဲပြုလုပ်ရာတွင်ဆန့်ကျင်ခြင်းအလုံးခက်ခဲခြင်းစိတ်မသက်မသာဖြစ်ခြင်းချက်6ကိစ္စရပ်တစ်ခုအကြောင်းအရာရဲ့တစ်ခုကိုဒါအလွန်မင်းပုံမှန်တဲ့ပုံမအာယုံဆိုင်ပြီးစိတ်ဝင်စားနေခြင်းချက်9အာယုံခံစားမှုပိုင်းတွင်ပုံမှန်မဟုတ်သောတုံ့ပြန်ခြင်းများ DSM-5 autism သတ်မှတ်ချက်ပြည့်စုံမှုရအတွက်အပိုင်းကကြီးဖြစ်တဲ့ social communication deficit ဆိုတဲ့အပိုင်းကိုက်ညီရအတွက်အချက်1အချက်2အချက်3ချက်စလုံးကိုက်ညီရမှာဖြစ်ပြီးတော့အပိုင်းခခွင့်ဖြစ်တဲ့ restricted interest and repetitive behavior ပိုင်းကိုက်ညီရအတွက်အောက်ကအချက်4အချက်5အချက်6အချက်9ထဲမှာ4ချက်မှာ2ချက်ကိုက်ညီရမည်ဖြစ်ပါတယ်ဘုတို့အပိုင်းကကြီးနဲ့အပိုင်းခခွင့်တို့ကိုက်ညီမှာဒါလေ autism spectrum disorder autism ဆိုပြီးတော့သတ်မှတ်လို့ရပါတယ် YouTube playlist တွင်မှာရှိတဲ့ autism အပိုင်းမှာအပိုင်း1ကလေးငယ်များတွေ့ရသော autism လက္ခဏာများအကြောင်းကိုလည်းတွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်